တက္ကသိုလ်သုတကမကဝေသည်ဘီအေပတ်တုပါရဏဒေသနာနိဗ္ဗာန်လမ်းပြတရားရှင်သီလာစာရမေးဖြေများဖတ်ကြားခြင်းအပိုင်းကိုမေမြတ်စွာဘုရားကရူပံဘိက္ခဝေနတုမာကံတံပဇာဟထစစ်သားတို့ယုတ်တရားကြီးကတင်တို့ဟာမဟုတ်ဘူးအဲ့ဒီယုတ်တရားကြီးကိုစွန့်လိုက်ကြဟုဆိုရာယုတ်ခနာကိုကြီးကိုစွန့်ခိုင်းတာလားရှင်းပြပါဖြေမြတ်စွာဘုရားကရူပံဘိက္ခဝေနတုမာကံတံပဇဟထစစ်သားတို့ယုတ်တရားကြီးကတင်တို့ဟာမဟုတ်ဘူးအဲ့ဒီယုတ်တရားကြီးကိုစွန့်လိုက်ကြအဓိပ္ပာယ်ကခန္ဓာကိုယ်ကြီးကိုစွန့်ခိုင်းတာမဟုတ်ခန္ဓာအပေါ်မှာတွေ့တာတဲ့တဏှာကိုစွန့်ပစ်ခိုင်းတာဖြစ်သည်ဒီခန္ဓာကိုယ်ကြီးကိုအဆုံးသတ်သွားပြီမဲ့နောက်ထပ်ခန္ဓာတစ်ခုထပ်လာအောင်မှာဖြစ်သည်ဥပမာတစ်ပင်အကိုင်းတွေကိုဘလောက်ခုတ်ခုတ်မြင့်ရှိနေသေးသည့်အတွက်ပြန်လဲထွက်နေအောင်မှာဖြစ်ပါသည်အမြင့်နဲ့တူသည့်တဏှာကိုဖယ်ရှားမှအကိုင်းထက်မထွက်တော့မှာဖြစ်ပါတယ်ထို့အတူအမြင့်နဲ့တူတဲ့တဏှာကိုမဖယ်ရှားဘဲနဲ့ခန္ဓာ၅ပါးကိုဘလောက်ပဲတဏှာမှာထပ်ပေါ်လာမှာဖြစ်ပါတယ်မေဆင်းရဲဒုက္ခရောက်နေသည့်တရားများကိုမြင်မိခါစဉ်းစားဆင်ခြင်ရမည်စိတ်ထားများကိုဖော်ပြပါခြေမြတ်စွာဘုရားကအနာမတက္ကတုတ်တွင်ဆင်းရဲရောက်နေသည့်တရားများကိုမြင်သည့်အခါဤကဲ့သို့ဆင်ခြင်ရမည်ဟုမိန့်၏ဥပမာကြက်တကောင်ကိုတွေ့ပြီဆိုရင်ငါလဲဘဝပေါင်းများစွာကြက်ဘဝရောက်ခဲ့လေပြီကြက်ဘဝရောက်လို့ဟင်းအိုးရဲရောက်တဲ့ချိန်ပေါင်းလည်းမနှဲတော့ဘူးစသဖြင့်စဉ်းစားဆင်ခြင်ရမည်ရင်းကဲ့သို့စဉ်းစားဆင်ခြင်ခြင်းဖြင့်တိရစ္ဆာန်တွေအပေါ်မှာရက်ဆက်တဲ့စိတ်ဟာနှဲသွားနိုင်ပါသည်ဒုက္ခရောက်နေတဲ့လူတွေကိုတွေ့ရင်လည်းငါလဲဒီလိုဒုက္ခရောက်ခဲ့ဘူးတယ်လို့စဉ်းစားဆင်ခြင်ရမယ်ဟုမိန့်တော်မူပါသည်မေအယုတ်ဆိုးအကြီးတန်းတဲ့သူများကိုမြင်သည့်အခါမိကဲသို့နှလုံးသွင်းရမည်နည်းရှင်းပြပါဖြေရုပ်ဆိုးကြီးတန်တဲ့သူများကိုမြင်သည့်အခါရှုတ်ချခြင်းမပြုလုပ်ရပါငါလည်းပဲဒါမျိုးတွေကြုံခဲ့ပြီဟုနှလုံးသွင်းရပေမည်မေဗတ္တရာဝုဒ္ဓပြောသည့်မြတ်စွာဘုရားဂုဏ်ရည်များ6ချက်ကိုဖော်ပြပါဖြေဗတ္တရာဝုဒ္ဓပြောသည့်မြတ်စွာဘုရားဂုဏ်ရည်များ6ချက်မှာ1ဩဃစဟံဩကင်စဟံခန္ဓာ၅ပါးကိုပယ်ပြီးတော့မြတ်စွာဘုရား2တဏ္ဏစီတံတဏှာကိုဖြတ်တော်မူပြီးတော့မြတ်စွာဘုရား3အနေဇံသိလှုပ်ရှားမှုတွေဖြစ်သည့်ကိလေသာရှိတော်မမူသောမြတ်စွာဘုရား4နန္ဒီစဟံနှစ်သက်မှုတဏှာကိုအနာဂတ်တောင်းတမှုဖယ်ရှားပြီးတော့မြတ်စွာဘုရား5ဩဃတိဏကာမဘဝဒိဋ္ဌအဝိဇ္ဇအစသောအခက်ခဲတွေအလုံးကိုဖျက်ကျော်မူပြီးတော့မြတ်စွာဘုရား6ကပ္ပဇဟံငါဟာဆိုတဲ့တဏှာဒိဋ္ဌိနဲ့တွေးသောအတွေးများရှိတော်မမူသောမြတ်စွာဘုရားမေဓမ္မရာဂဓမ္မနန္ဒီဒိဋ္ဌိကိုရှင်းပြပါဖြေတရားအထုတ်တော်သူသည်သူရထားသည့်တမာရီကိုတွေ့တာ၏သူသိထားသည့်အတိကလေးကိုတွေ့တာ၏ယင်းကိုဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်သည်မေမာရအရာကိုဖော်ပြပါဖြေမာရောဆိုသည့်စကလုံးသည်ခန္ဓာကိုယ်ကြီးညှိုးတာဖြစ်တယ်ခန္ဓာရှိလာပြီဆိုရင်ကိလေသာတွေကံတွေကလာပြီဖြစ်၏1ခန္ဓာမာရ2ကိလေသာမာရ3အဘိသင်္ခါရမာရတို့ဖြစ်ကြပါသည်မေအရှင်သာရိပုတ္တရာကနာသပိန်တထေးကြီးကိုအစွဲပြုတ်ဖို့ဟောကြားသောတရားနှစ်ချုပ်ကိုဖော်ပြပါဖြေရှင်သာရိပုတ္တရာကအနာသပိန်တထေးကြီးအားမျက်စိပေါ်မဆွဲနဲ့အစင်းပေါ်မဆွဲနဲ့မျက်စိနဲ့အစင်းဒီနှစ်ခုစုံပြီးလို့မြင်သိစိတ်ကလေးပေါ်လာတယ်အဲ့ဒီမြင်သိစိတ်ကလေးပေါ်မှာလည်းမဆွဲနဲ့ထိုသုံးခုပေါ်လာတဲ့အာယုန်နဲ့စိတ်ကိုဆက်သွယ်ပေးတဲ့ဖတ်တာပေါ်မှာလည်းမဆွဲနဲ့ဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာပေါ်မှာလည်းမဆွဲနဲ့ဝေဒနာကြောင့်ဖြစ်လာတဲ့တဏှာပေါ်မှာလည်းမဆွဲနဲ့တဏှာကလည်းတဏှာပေါ်ပြန်ဆွဲသေးသည်ဘာကိုမှမဆွဲရဘူးလို့ဆိုလိုပါသည်မေမြတ်စွာဘုရားကဗတ္တရာဝုဒ္ဓအားဟောကြားသောတရားကိုဖော်ပြပါဖြေ1တဏှာမှန်သမျှပယ်စွန့်ဖို့ကြိုးစားရမည်2ပစ္စုပန်အတိတ်နာဂတ်ဘယ်ရာကိုမှတွေ့တာမှုတဏှာမထားရအားလုံးကိုစွန့်လွတ်လိုက်ရမည်3အစွဲရှိရာခန္ဓာလားအစွဲရှိတဲ့နေရာတရားတွေရှိသည်တရားတွေနောက်ခန္ဓာဟာရောက်လာသည်ဘယ်နေရာဆွဲတဲ့နေရာသွားဖြစ်သည်ဒါကြောင့်အစွဲဖြုတ်ရမည်ဆွဲနေပြီဆိုရင်အိုခြင်းနာခြင်းတေခြင်းဆိုတာကဘယ်တော့မှမလွတ်ပါအစွဲမပြတ်သေးသမျှအိုရမည်နာရမည်တေရအောင်မယ်ခန္ဓာကိုယ်ဘလောက်သေးဘလောက်ကြီးတေရမည်ဖြစ်သည်ခန္ဓာရှိသမျှနောက်ဆုံးမှာအိုခြင်းနာခြင်းတေခြင်းရှိမည်ထို့ကြောင့်အစွဲကိုဖြုတ်ရမည်မေဥရိယယတိရရှိထားသောဇံကိုဖော်ပြပါဖြေဥရိယသည်သမထကျင့်စဉ်ကိုကျင့်လို့ပထမဇံဒုတိယဇံတတိယဇံစရုထဇံရူပဇံအထိရရှိထားသူဖြစ်သည်မေဥရိယပြောသောမြတ်စွာဘုရား၏ဂုဏ်ရည်များကိုဖော်ပြပါဖြေဥရိယပြောသောမြတ်စွာဘုရားဂုဏ်ရည်များမှာ
ဇာရိန်ဇန်တရားတွေအားလုံးရပြီးသူနှစ်ဝိရစမာတိနံကိလေသာညစ်ကြေးတွေကင်းပြီးသူ3ကတကိစ္စလုံးเสียအားလုံးလုပ်ပြီးသူ4အနာတဝမျက်စိနာနာလျှာကိုယ်စိတ်တို့မှကိလေသာတွေယိုစီးဝင်ရောက်လာမှုမရှိသူ5ပါရဂုံတပ္ပဓမ္မနံတရားအားလုံးကိုပါရဂူမြောက်တစ်ဖက်ကမ်းပေါက်အောင်သိသူမေအညာဝိမောက္ခအဓိပ္ပာယ်အညာဝိမောက္ခအရာတို့ကိုရှင်းပြပါေအညာဝိမောက္ခဟူသည်တိပြီးလွတ်မြောက်တာအတိဉာဏ်ဖြင့်လွတ်မြောက်မှုဟုခေါ်သည်အညာဝိမောက္ခအရာအရဟတကိုဉာဏ်ဖြစ်သည်ဘေမတိမှုအဝိဇ္ဇာကိုဖြိုချဖျက်ဆီးနိုင်တဲ့အကောင်းဆုံးအမြင့်ဆုံးအညာဝိမောက္ခကိုရှင်းပြပါဖြေမတိမှုအဝိဇ္ဇာကိုအညာဝိမောက္ခဟူသည်ပဟာနံကာမစ္စတန္ဒာနံနှစ်သက်စရာလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာကိုဖယ်ရှားခြင်းနှစ်ဒေါမနတ္တာစုရံဝမ်းနဲ့ကြေကွဲမှုဆိုသည့်ဒေါမနတ္တာကိုဖယ်ရှားခြင်း3ထိနတ္တစဘဒုတနံကောင်းသည့်ဘက်အလုံးလုံးရမှာထက်သန်မှုအာတက်မှုမရှိခြင်းထိနာကိုဖယ်ရှားခြင်း4ကုတ်ကုတ်စာနံနိဝရဏံစိတ်ပူပန်ခြင်းကုတ်ကုတ်စာကိုဖယ်ရှားခြင်း5ဥပိ္ပခာတတိတံတုတ်တံဒုက္ခဒုက္ခတွေလွတ်ပြီးဥပိ္ပခာဖြင့်နေခြင်း6ဓမ္မတက်ကပူရေဇဝံမဂ်ကင်၈ပါးကိုကျင့်နိုင်ခြင်း9အဝိဇောယပဗေဒနံမတိချင်းအဝိဇ္ဇာကိုလုံးဝဖောက်ခွဲဖျက်ဆီးပြစ်နိုင်ခြင်းမေအညာဝိမောက္ခအနှစ်ချုပ်၃မျိုးကိုဖော်ပြပါဖြေအညာဝိမောက္ခအနှစ်ချုပ်၃မျိုးမှာ1နိဝရဏတရားတွေကိုဖယ်ရှားခြင်း2မဂ်ကင်၈ပါးအကျင့်တရားကိုကျင့်ခြင်း3အဝိဇ္ဇာကိုဖယ်ရှားနိုင်ခြင်းမေတက်ထရာမစ္ဆာတက်ထရာအဓိပ္ပာယ်နှင့်သူ၏စွမ်းရည်များကိုဖော်ပြပါဖြေစတုဒ္ဓဇံရရှိသောသူ၏တန်တန်မှာဖြစ်လာတဲ့ဥပိ္ပခာကိုတက်ထရာမစ္ဆာတက်ထရာစေတသိက်ဟုခေါ်သည်တဘာဝတရားတွေကိုတညီတဲ့ဟန်ချက်ညီညီအလုံးလုံးအောင်ဥပိ္ပခာကထိမ့်ပေးသည်စတုဒ္ဓဇံရရှိလာပြီလို့ဆိုရင်တက်ထရာမစ္ဆာတက်ထရာစေတသိက်ရဲ့စွမ်းအားကြီးမားလာသည့်အတွက်ကြောင့်တတိဟာစင်ကြယ်လာတယ်သူများနဲ့မတူတတိဟာတိတ်ချိန်သားကြိုက်လာတယ်အာယုန်တွေပေါ်မှာလွဲချော်သွားတာမရှိအောင်ချိန်သားကြိုက်လာတယ်အဲ့ဒီလိုသတိစင်ကြယ်လာတဲ့အနေအထားမျိုးစတုဒ္ဓဇံရဲ့အရေးသွေးကိုရနိုင်ပါတယ်